Hello အားလုံးတာလီစောပါမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကြက်သားနဲ့ဘူးတီးကိုရခိုင်ကျက်စားပြမှာဖြစ်ပါတယ်အရင်ဆုံးဈေးကပမာကျက်ရဲ့ဘူးတီးရဲ့ငရုတ်သီးနဲ့နေမီတို့ဝယ်လာပါတယ်ပြီးတော့ကြက်ကိုအသားကျစ်အောင်အမွှေးတွေမပါအောင်ဒီလေးနဲ့နည်းနည်းကြက်တိုက်ပါမယ်ခြေထောက်ကိုလည်းတိုက်မှာပေါ့နော်အကြီးခွဲနဲ့ခေါ်သွားလို့ရအောင်တော့လေပြီးတော့ကြက်ကိုခုတ်ပါမယ်ဒီလိုအတုံးတုံးလေးဖြစ်အောင်ခုတ်ပါမယ်အဲ့လိုခုတ်ပြီးသွားလို့ရှိရင်ဂျင်းစိမ်းကြက်တနီကြက်တံဖြူငရုတ်သီးတွေကိုထောင်းပါမယ်နည်းနည်းကိုလည်းထောင်းပါမယ်ဘာလို့လဲဆိုတော့အမုံတွေပို့ပြီးတော့ညက်အောင်တွက်ပါကဲဒီလိုစပြီးတော့ထောင်းပါပြီအကုန်လုံးထောင်းပြီးသွားလို့ရှိရင်အသင့်ဆေးထားတဲ့ကြက်သားနဲ့ကာလာသားဟင်းချက်ဖို့အတွက်ဘူးတီးကိုတော်ပါမယ်ပြီးတော့ကြက်သားကိုစားချုံမိုးနုံနုံနဲ့နေပြီးတော့နှက်ထားပါမယ်ကဲစီပူလာပြီဆိုရင်မဆလာလေးထည့်ပြီးတော့အဲ့ထောင်းလိုက်ဟာအကုန်လုံးကိုထည့်ပြီးတော့စီတက်ပါမယ်ပြီးတော့မွေးမွေးလေးဖြစ်အောင်ရတာလေးအောင်ငပိအနည်းငယ်ထည့်ပါမယ်ပြီးတော့ရေအနည်းငယ်ထည့်ပြီးတော့နှက်ထားပါမယ်ဆူလာပြီဆိုရင်ကြက်သားပေါ်မှာစီတက်ထားတဲ့ဥစ္စာကိုအကုန်လုံးကိုထည့်ပါမယ်ပြီးတော့စားမဆလာပြီးတော့တေချာလေးနေပြီးတော့နှက်ထားပါမယ်အဲ့လိုနှက်တဲ့အခါတေချာလေးနေပြီးတော့နှက်ထားပါမယ်နော်5မိနစ်လောက်နှက်ထားပါမယ်ပြီးတော့တစ်ဖက်ကအရီဆန်းဖို့အတွက်ရေနည်းဦးကိုတည်ထားပါမယ်ကဲ5မိနစ်လောက်နှက်ထားတဲ့အခါမှာအားတွေကအရေထွက်လာပြီဆိုတာနဲ့ဒီရေနည်းတည်ထားတဲ့အရေကိုထည့်ပါမယ်လိုတလောက်ထည့်ပါမယ်လိုတော့ပူလျှော့ပေါ့နော်ရတာကိုမြည်ကြည့်ပြီးတော့ထည့်ပါမယ်ကဲဒီလိုဆူလာပြီဆိုရင်အသင့်ဆေးထားတဲ့ဘူးတီးကိုအဲ့ရေမှာထည့်ပါမယ်ဒီလိုပေါ့ပေါ့ဆူအောင်တည်ပါမယ်ဘူးတီးနူးလာပြီဆိုရင်ငရုတ်သီးကိုနှချမ်းချမ်းပြီးကိုအဆက်စားနိုင်တဲ့ပုံမူတည်ပြီးတော့ထည့်ပါမယ်ပြီးတော့နည်းနည်းပင်ထည့်ပါမယ်ကဲနောက်ဆုံးမှာတော့ကြက်သားဘူးတီးတောက်ဆန်ရပါပြီခင်ဗျာကဲကျွန်တော်စားပါတော့မယ်ခင်ဗျာကဲစားဘူးပါပြီဒါတော့သူ့ကြာဟုတ်ကဲ့ရခိုင်မစားနိုင်ပြောဒါလူကြမယ်ဟုတ်